ဟုတ်တယ်မလားအဲ့လိုတော့စကြရဘယ်ရည်ဟာဒီတော်ထဲမှာတပါးနဲ့တောထွက်လာတယ်ဩတပါးနဲ့ကိရိတာတနာကိုစိတ်နာပြီးတော့ခန္ဓာကိုယ်ကြီးကဘိုးခြင်းမဲ့အိုရမနာခြင်းမဲ့နာယဥနာသိပြီဒီအရေးကိုကြောက်ပြီးဘယ်ရည်တော်ထဲမှာတပါးနဲ့တောထွက်လာခဲ့တာတောထွက်လာခဲ့တော့ဖယားကတော့ကလေးနဲ့စောင်းမှာဘူးအဲ့တော့ဖယားကတော့ကလေးစောင်းမှာဖယားကတော့ပဲအာယုံကြီးကြအာယုံပြုကြဘယ်လိုအာယုံပြုအောင်မသိလားဘယ်လိုအာယုံပြုအောင်မလို့ဖယားဆုချမဲ့စီတော့အာယုံပြုကြဖယားကာထာလေးနဲ့ရှင်းခိုးမယ်နော်အာယုံပြုကြနမောတောတေဘဂဝါငေအရဟကျေသမ္မာသမ္ဗုဒ္ဓီကွယ်ဘာလို့ရင်းနေတော့ကိုလေးတောင်းပါလိုက်တယ်ဘာသာနဲ့ကတော့နေရန်ရုံနဲ့တရားနာထားနမောတောတေဘဂဝါငေအရဟကျေသမ္မာသမ္ဗုဒ္ဓီကွယ်ဘာမရောတော်ယောမုနိသောတော်သမဏယေနာအာယုစေဒါတကယ်အတီးဆရာမဲ့ဘာမရောတော်ယောမုနိသောတော်သမဏယေနာအာယုစေဘာမရောတော်ယောဖောပရတို့ယုံတို့သည်မုနိသောတော်မိနုနဲ့တန်တို့သည်ပါတိယေနာဤတရားဘော၌အာယုစေအရေးဆုံးကြလေကုန်သတည်းအားပါဗျာဣတိပိသောဘဂဝါမင်းကိုချစ်တာကိုရပါဗုဒ္ဓံတရဏံကိသာမိမင်းကိုချစ်ပါ၏မွေးချွေတော့ပြေကုန်တော့ပါပဲအဲ့တော့ဘုရားစကိုလေးပြီးပြီရိုက်တော့မှာလေပုံလာတယ်အဲ့ဒါကျုပ်ကလည်းတပါးနဲ့တိုးထဲမှာနော်ဣလိတာတဲ့နာကိုစိတ်နာလို့ဘိုက်ရည်ဝိလာတာဘိုက်ရည်ဝိလာတာဆိုတော့ကိုယ်ရဲ့ခက်ကြောက်ကြောက်ပဲတရားအလုတ်မလုတ်ခင်နေ့လေးနဲ့ပြဟောမနဲ့တစ်ချိန်နေ့လေးတစ်ချိန်ညနေတစ်ချိန်ကျုပ်ရဲ့ကြောက်တင်ကအနီးမှာလာတဲ့တာရဲ့တလိษံလေးတွေကိုတတဝါလေးစားကြတောက်ကြပါဆိုပြီးတော့ကျုပ်စားတဲ့ဆွမ်းတဲ့ကအကြံလေးတွေစွန့်ကြဲပြင်းကမ်းပြီးလှူဒန်းလာတာဒီနှစ်ဆိုရင်နှစ်ပေါင်းခရီး90ကြာသွားပြီကိုဒီနေ့ကိုကလေးကိုစိတ်ကဲအဲ့တော့နှစ်ပေါင်းများစွာကြားလာပြီကျုပ်ရဲ့ကြောက်တင်ကမ်းမှာတာရဲ့တလိษံလေးတွေမနဲ့တစ်ချိန်နေ့လေးတစ်ချိန်ညနေတစ်ချိန်သုံးချိန်လာစားတော့ကြတာဆိုတော့တာရဲ့တိရစ္ဆာန်လေးလည်းစားတော့လို့ပြန်ကြပါပြီရောကဲကျုပ်လည်းတရားအလုပ်အားထုတ်ဖို့အချိန်ကလည်းတန်ပြီတရားအလုပ်အားထုတ်ဖို့အချိန်တန်ပြီဆိုတော့တရားအလုပ်မလုပ်ခင်ကျင်ငယ်လေးစုံမှာတော့ကြပရိစိတ်ဖရာအလုပ်လုပ်ကံမှာကျင်ငယ်ကစွန့်ကျင်တယ်ဆိုတော့ကိုယ်လည်းကြောက်အောင်ကိုတပားတည်းမစင်းရဘူးကဲကျင်ငယ်ရေးဒီနာစုံမှာရော့ကွာကျင်ငယ်ရေးဆိုမှရော့ဟဲ့ဘယ်တဲ့ဆိုတော့ရေကြီးတဲ့မှုပဲပန်းတော့ရောက်ချင်တဲ့ကောင်စီရောက်ကွာဟောပန်ပရိစီရောက်ချင်တဲ့ရောက်မယ်စီတိုတီးတဲ့ကောင်စီရောက်ချင်တဲ့ရောက်မယ်ရေကွင်းတီးတဲ့ကောင်စီရောက်ချင်တဲ့ရောက်မယ်ကဲကျင်းငယ်ရေးတော့ကျုပ်စုံပြီးပြီကျင်းငယ်ရေးစုံပြီးတော့ကျုပ်တရားအလွတ်အားထုတ်တော့မှာဟုတ်ဝါကြောင့်ဝါခါအတန်းဆိုတော့ကြားပါဘောစိန်နာမဏိဂါရာရွတ်တန်ကြားနာခံရင်ခဏလေးနားကတရားအလွတ်ကျုပ်အားထုတ်ရသည်
သမင်းမနဲ့လုံးသွားလို့ပြည့် ကြာမျက်လုံးလေးနဲ့ တော်ထဲမှာသမင်းမာလေးကောင်းနေသမင်းဒီလည်းမရှိတော့တယောက်တည်းပြင်းရှိကြီးခုတော့ငါ့ကိုဒူးမနဲ့နောက်ကမလိုက်ကြဘူးမလိုက်တာငါချူအကျိုးလို့တော်တဲ့တောင်ထဲမှာသမင်းမာလေးကောင်းနေနေရတာအခုတော့ပြင်းလိုက်တာမြစ်ကြီးရတဲ့မြက်ကလေးလေးစားတီရကလေးလေးစားနဲ့နေလာလိုက်တာဟာတော့အလွေးဝမ်းမနိုင်တဲ့ဘဝခုဆိုရင်ဆရာတော်ဘုရားကျောင်းသားသွားပြီးအစာလေးပါပြီးသွားစားအောင်မယ်ဆိုဆရာတော်ဘုရားရဲ့ကျောင်းတော်နာမှာဖြစ်အစာဟာရကြီးပြေဝတာမို့ကျောင်းတော်နာပေါင်းပါပဲလေမလီကျောင်းသားရခဏလေးကမှရေတောင်စားလာပြီရေကန်လည်းမတွေ့ဘူးကျောင်းရှိမှမရှိတယ်ခုနကကန်နဲ့တောင်မကျန်တော့လဲကန်ကြီးရဲ့နန်းနဲ့အဲ့တော့အချင်းနေမယ်ဒီနားလေးမှာရေရဲတော့အဲ့ဒီလေလေးတောက်လိုက်ရင်တော့ဟာပြီလာမှာပဲအထူးပါဘူးလေဒီလေးအာဟာရပြည့်ဝဖို့ရေငါရေတောက်ပါပဲလေအလိုငါရေတောက်လိုက်တာကြီးကဒီဇော်လို့ထိုင်းဇော်လို့အာအိုဇော်လို့နဲ့မလေးဒါကြီးမဟုတ်လေလားအလိုပြပြပြရလို့ငါပိုက်ကြီးလောက်စီအလိုမဟုတ်မလွယ်ရောငါဒီရေတောက်လိုက်တာကိုဝင်းကြီးနဲ့ရပြီလေတူလေ ကိုဝင်ကြီးတော့ ကိုဝင်ရတာလားမသိဘူးမဟုတ်မှလည်းဒီဟုတ်တာတေးတွေဖြစ်ရမယ်ဘိုင်အတိကြီးငယ်စွတ်ထားတာလားမသိဘူးအဲ့လိုဘိုင်အတိကျောင်းကိုအမြန်ဆုံးပြေးပြီးဘိုင်အတိကိုဒီဟုတ်တာကိုစွတ်စွဲရမယ်ဟာဒီဘိုင်ကျဲရလောက်စီကိစ္စကိုဖြစ်ဘိုင်အတိကအမြန်ဆုံးပြေးကြောက်ပါမယ်ဘိုင်အတိပြားဘိုင်လာလိုက်တာလူသိန်းတွေကိုထားသွားတာ ချက်သိမ်းလို့ကြာ လူမထားတော့လူသိန်းနေ တမင်မခဏထားတာထိတ်တိတ်ကိန်းလာပြီ ဟဲ့တမင်မနေဘာထားလို့တော့စားစရာစားတောက်စရာတော့ပြန်တော့လေ ဟဲ့တိတ် ဘာတော့ တမင်မနဲ့နောက်ကြည့်ပြောလေဘာလို့အပန်းကိုကြည့်ပြောနေရတော့ဘိုင်တဲ့ကနေဒီမှာဣရိတာဒနာစိတ်ထလာတာ ဟဲ့တိတ် ဘာတော့ ဟဲ့တိတ်စောလေးတော့လေခုနလေးမှာဆူဖလာဝါထားတာမဟုတ်လား ဆူဆူနေပေါက်တာဘာဖလားဝါတော့ဖလားဆိုရေဖလားဆိုတာဖလားရေဖလား ဆူဆိုတာသိလေ အဲ့ဒီ ဖလာဝါဆိုပန်းတိတ်ပန်းနာမဟုတ်လား ဒီသိမထားတာဘာလို့တော့ ဟုတ်တော့တမင်မလေးရတယ်အဝေးရလာတာဆိုတော့ဒီကတည်းကပဲအရှင်မပြီးပြောက်လိုက်တာအခုဖတ်ချက်မှာဟဲ့တိတ် ဟာတော့ ဟဲ့တိတ်ပေါက်တာနော် ငါပေါ့ငါကြီးငယ်ကြီးလောက်ထားတာလေ ဟဲ့တိတ်ပတိစားတယ်နော် အသေးကြတဲ့ငါအဲ့ဒါငါကြီးငယ်ကြီး အဲ့လိုဆိုရင်ဟဲ့တိတ်ကကျမလေး အမလေးကြီးငယ်တော့လည်းငါနေလေဖြစ်ရလား အဲ့ဒါဘာလို့မဖြစ်မှာလို့အချင်းငယ်တော့လိုက်တာလေဟိုဟတ်မင်းပါတီမှာလေနေနေရောက်ဆိုခုနလည်းဆက်တော့ဘာတတ်ဖြစ်သွားတယ်နော်မြို့ရင်ဒီမှာကြည့်လေအကြည့်ကိုပူလို့ကြည့်လေဘာကြည့်တာတော့နေလေ အောင်မလေးများကျုပ်ကြီးငယ်တော့လည်းတမင်မတရေခတဲ့အောင်မလေးဒုက္ခပဲ မဘိုက်ကတော့လေ မမေလာခေါ်ပါမမေ ဟဲ့ဒီ ဘာတော့ အေးရ အမေရှင်ဘာလဲမလို့ ဘာလဲဟဲ့ဒီချင်းငယ်စွန့်ထားတာကမှတော့စွမ်းနေဆိုရင်ဟဲ့ဒီပေါ့နော် အဲ့လိုလည်းမဟုတ်ပါဘူးထင်မကြည့်ပါနဲ့မရတော့ဘူးအရင်တော့မရတော့ဘူးဘာလဲလဲဟဲ့ဟိုဘက်တော့ငါတော့လည်းမကန်နဲ့ ကိုမမကန်နဲ့ဟဲ့ဒီဘာပြီးတော့ပြီးဆိုတော့ ဟုတ်လားအမကြီးတော့ဘာမှမကြည့်နေစမ်းနေကြည့်နေတော့လည်းတရေခါတယ်ငါလည်းပါတော့ မော်လေဘယ်ကြီးကလေးအပြင်ထွက်ချင်လားမလို့အထက်ရဒူးလေးနဲ့တရောင်လေးနဲ့တွေ့နေတယ် ဟာ ဘယ်တဲ့လူချမ်းလားမသိဘူး ဟုတ်ဗျာအရင်တော့နေပဲငါပဲမဟုတ်နော် ဘယ်တဲ့ဟိုကနေမှဒီငယ်စွန့်ထားတာဘယ်တဲ့ဆိုရင်အောက်တော့တယ်နဲ့အဲ့ဟုတ်တာဖြစ်တာအဲ့တော့တောင်းယူဟိုလေခုစီကလည်းကိုခုစီဟိုလည်းကိုတဝင်းချ
လက်တော့ထဲလို့ငါကြသူတို့ညောင်းပိုင်ငါပိုင်ကုန် ဟိုဖိုက်တယ် ဘာလို့ ဖိုက်ကြလာပြီအဲ့တော့ ကတော့မဒီနာမမိုးနဲ့မငါကားခေါ်ပေးအောင်လဲ အဲ့ကခေါ်ပြီးစ ကျမ်းပိုင်ကခေါ်အောင်လဲစီသေးတယ်လို့ဘယ်သူမှဒီချိန်တိုင်းမဟုတ်ဘူးသွားတာစင်မပြေအဲ့လိုဖိုက်တဲ့ခါရမန်းပေးမယ် ဝေးကျင်လာပြီ ခါရမန်းပေးမယ်အမဖြည်းဖြည်းလို့အမလေးဘယ်မလေးငါတော့ခါတော့တက်တော့တပါတယ် ဖိုက် အမလေးမဆော့ဖယား လက်စွာဖေးရ ဖိုက်တယ် မဆော့နဲ့ဖယားတည်ထားတယ် ဖိုက်တယ်ဒီမာလီမွေးလို့ရှိရင်လေဖိုက်တယ်လို့ပြီးဆိုမနေမွေးကြမှာနော် တော်တော့အဲ့တော့လေဒီခုချိန်ကမှဆေးရုံသွားလို့လည်းမမီတော့ဘူးကားလေးစီသေးတယ်လို့ဘယ်ကောင်းမှာအဲ့တော့ခါတာစုပ်ပေးမယ် ဟောခါရစုံမှာ ခါတာစုပ်ပေးမယ် ခုစုံမှာလည်းမနေ့ကမှစုံမှာလား ဟိုခါတာစုပ်ပေးမယ် အဲ့လေခုစုံမှာလားမနေ့ကမှစုံမှာလားမွေးတာအခုမွေးကျင်တာ ဟောမနေ့ကမှစုပ်ရင်လူတွေကမရှိတော့ဘူးဆွဲမဲ့ရမ်းမဲ့လူမရှိတော့မသက်တော့အခုစုပ်ရင်တော့ဆွဲမဲ့ရမ်းမဲ့လူရှိတော့သက်တော့အခုပဲစုပ်မယ်ခါတာစုပ်မယ်ခါတာမမ်းမယ်လို့ပြောတာ ညာလို့ ခါတာမမ်းမွေးလို့ဖွားလို့လွယ်အောင်ခါတာမမ်းမယ်ကိုကလည်းဘိုင်းရသေးတာဝှက်လာတာအင်္ဂုလိမာနတုတ်ကဖျောက်ဖို့နဲ့ရတာမဟုတ်ဘူး ဆရာတော်ဖျက်စီတော့တင်လိုက် ဟုတ်တယ်ကိုရတဲ့တုတ်ကတင်မောတိတုတ်ပဲရတယ် နောက်တိတော့မရဘူးဟိုမှာသားတော့ခိုးနေပဲလာတယ် ဒီအဲ့တော့ခါတာမမ်းပေးမယ် အေးအာဘိုက်တန်လာလာအေးဒီနားလေးရောက်လာပြီအိုးမကြီးကပါနဲ့ကျမအဆက်တယ်မူရမှာဟုတ် ဘယ်တော့လဲနော်ခါတာမမ်းလို့ကလမာလေးပိတ်တေးပေါက်လို့ပြေး ပေါက်ပြန်ပြီတခါတော့မိလို့မ ကလမာလေးပိတ်တေးပေါက်လို့ပြေးတခါတရံပေါက်တယ်သိဝါတပြန်လောက်ပြေး သူ့ဘလူးနဲ့ပန်းလုံးနေ ဟောပန်းနိုင်မှာပေါ့ မွေးပါမ ခါတာမမ်းမသားလေးနေနီးနေမချီစော်နဲ့ရှိနီးနေမချီစော်နဲ့ချီမြင်းပြူမစီမြင်းနဲ့စီတနေ့တခါပေါ်လို့လာငါသာမင်းလောင်ထိပြူဆောင်ပိုးတဲ့ကွာ အာဒီကောင်ဆိုင် အဲ့ဒါကသွင်းနေတဲ့ချက်တရားကိုသိတာ မလီမွေးတဲ့တောင်ကိုပိုးဆိုးတယ်နော် အလကားပြတာခါတာမမ်းမလို့အသားလေးနေရွာသူနောက်ဆက်ကြကိုဝင်မွေးလို့မရအောင်ဒီနာရွာသူတွေနောက်ဆက်နေတာ ဒါသူတွေနောက်ဆက်နေရဆိုခုလာကြည့်တယ်မြို့သူလေး မြို့သူတွေပေါ့ဒါလည်းရွာသူနောက်ဆက်နေရွာသူဆိုတာအစိမ့်တဲ့ကိုပြောတာဒါလေ ဒါကလည်းတန်းသွားပြီမှာ အဲ့ဒါကွာရွာသူနောက်ဆက်နေအောင်ဂါထာမန်းတရားနဲ့မန်းဖို့ဖမ်းတော့လိုက်လို့ မလီ ဒါလေရွာသူနောက်ဆက်နေငါမန်းလိုက် ဒီပေါက်ကထမလားဘယ်ပေါက်ကထမလား ထွေးချင်တဲ့ဘောကတော့ဒါလေးနဲ့ဂါထာမန်းမလို့အိုးမြင်းဖြူပစီမြင်းနဲ့စီမြင်းဖြူပစီမြင်းနဲ့ကိုစီ ဘာလို့မတော့ ဘယ်ဆရာမကောငါဆရာခေါ်ဘယ်ဆရာမခိုင်ငါဆရာခိုင်ဇောကနီဇောကနဲ့မောင်လုံးမောင်ပြဥပန်းပကိုးပြားမကြက်ပွဲအောင်ခဲ့ရ အဲ့ဒါပကုန်းနဲ့သွားတိုက်တာဆုံးတာပဲသုံးမ ဆုံး င်း ပါ တော့ မင်းတို့ပြားလေးဖမ်း ဘယ်တည်းရဟိုရှင်းကုန်နေလားအောက်လန်းဆရာလား ငါကြက်ပွဲနဲ့မားတယ်လို့ကဲမမ်းလက်ကလေးချီတိုတိုမကြည့်ရလေတူလက်ကလေးချီတိုတိုမကြည့်ရလေတူစီရီဝေလို့ဖိုက် ဟေးတော့မလေးဒါလည်းလာမှာပဲမဟုတ်လား မနောက်နဲ့ငွေအောင်ထွားအောင်လွှဲအောင်ဒီကဘိုက်အတိအသွမ်းကုန်ကာတာမန်းလိုက်ပြန်ရွာဦးကတောက်ရီကငွေရတောက်ဖို့ပေါ်လာပြန် အဖို့ပေါ်လာပြန် အဲ့မထောက်နဲ့တော့ နောက်ပါဘူး ရွာဦးကတောက်ရီကငွေရတောက်ဖို့ပေါ်လာပြန် ဖို့ပေါ်လာပြန် ရွာဦးကကံမောင်ပေါ်မေးအဲ့လိုပြော ပြော ရွာဦးကကံမောင်ပေါ်မေးအဲ့လိုပြောဘယ်ဘက်ပေါင်ဘယ်ဘက်လဲညာဘက်ပေါင်ညာဘက်လဲအလေကောင်ပြူမင်္ဂလာမုတ်တယ်မမွေး ဟေးငါလည်းကလေးဝဲပြီတမင်မလေးတော့မွေးသွားပြီတမင်မမွေးတော့တမင်ငယ်လေးပဲဖြစ်မှာပဲလေတမင်ငယ်လေးပွေကချီမလို့ကြဲ့တာကြည့်လိုက်ပါလေ ဆရာတော်ပြည့်တက်ကုန်လေဘယ်ရတဲ့တက်ကုန်လေ အမလေးအသက်ကိုစူးစူးမ နည်းနည်းရှူ မဆူဖဲ့တဲ့ဘာသာမန်းလို့မွေးတဲ့တမင်မလေးကမွေးလို့ပြဓာကြီးလား ဇာတိမဖြစ် ဘာယုံပါ ဆက်စရာ အမလေးမမေလာခေါ်ပါစိတ်နဲ့ကိုယ်နဲ့ညစ်တယ်ဟောနေတမင်မ
ဖွာလိုက်တဲ့ဟာလေးလား မမဖျား ဟောနေချင်းညာချင်းကိုကြည့်လာလား ဒီဘက်ကဟိုအကြီးကောင်လက်ချက်ပါဗျာ ဒီဘက်က အရင်ကောင်လက်ချက်ပါဗျာ ဟောမင်းတို့တော်တော်လက်သွတ်တဲ့ကောင်တွေပဲကွာငါတော့ဘာမှမကန်သေးဘူးကဲထားလိုက်တော့ဟဲ့မတို့ကမှလေ ဗျာ နင်ကတမင်မကငါရဲ့ကျင်ငရေတောက်သုံးလို့တရေခပြီးမွေးလာတယ်မာတုကမှလေ မမ ကဲကျောင်းတင်ကနမာတုကာမဆိုတော့ဘယ်လုံးမှမအပ်ဘူးသို့ပေသူများတော့လဲဘိုက်ရည်မာတုကမှလေးကိုအမြင်နာမှာပေးမှသိတော့မှာပဲကွနော်အဲ့တော့မင်းကိုအမြင်နာမှာပေးမယ်ကဲဂျာတာပတိတွေမှာမွေးတဲ့အတွက်ပပဘမနဲ့ဖာတယ်မှာပဲ ဒီပါတယ်ပါဆရာဗျာပြီးပြောပါတယ်ကွာ ဒါမလို့ဘာနဲ့ထွက်မစီအကောကိုနဲ့ချုံးနေတယ်ကျိုးကုန်ကဲအဲ့ဒါပြောတာဟဲ့မာတုကမှလေး ဗျာ နေ့နာမည်လေးပေးနိုင်မယ်ဒီနေ့အချိန်ကစလို့မာတုကာမရဲ့နာမည်ဖန်ဆောက်ခင်လို့တွင်းစေ ဒီစားတယ်ဆရာဗျာ ကုံနေတော့ချိုးကုန်တော့ မတားမဖိနဲ့နှုတ်ကြောတွေပိတ်ကုန်မယ်အဲ့လိုမှဘိုက်ရည်အဲ့ဒီအားတွေနှုတ်ကြောတွေပိတ်ကုန်တော့မှာတော့ခါ ဘာဘာရေးတဲ့တော့ဖျား ကဲစီမတို့နဲ့စိတ်မာကြီး ပြီးပြောနမေရိကောမေးပါ အဲ့ဒါမေကောင်းမယ်ကဲမာတုကာမလေးဒီနေ့ကအစလို့နော်နေ့နာမည်ကဘေးသားလို့တွင်းသေးခွဲဘေးသားမလေးပေါ့ ဒီလား ခက်ပြီမတုကမလေးကိုလည်းပေးတော့နာမည်ပေးပြီးပြီဘိုက်ရည်နဲ့မတုကမလေးနှစ်ယောက်နဲ့ကြောင်းတင်ကမ်းမှနေမသိတော့ဘူးဒီတော့အကြက် ဒီကျင်က ဟဲ့ငါရသိပ်ပြတဲ့ဘိုက်ရည်တောင်မှဆံပြုတ်တောက်နေရတာသိလား တော့ဘာဖြစ်လို့လဲဗျာ ဆံပြုတ်တော့ဆုတ်ပြန်နေရတော့အတလေးကငါအဲ့ဒါစိတ်မဝင်သားလို့ငါဘိုက်တင်ဝင်နေတာကဲမတုကမနဲ့ကြောင်းတင်ကမ်းနဲ့ဆိုမအပ်ဘူးလေအဲ့တော့ ဒီကြောက်တယ် မင်းမကြောက်တဲ့ဆေးဥကခွဲလိုက်တယ်ငဲတာမဟုတ်ခွဲတယ်ဟုတ်ပါတော့ငါအေးစိတ်ကြီးတော့တသိပြီနော်ဟဲ့မတို့ကမလေးဘုဘမနေဘိုက်တဲ့အကြထုတ်လိုက်အောင်မတို့ကမလေးနဲ့ဘိုက်တဲ့နောက်ပါတဲ့ကျောင်းတင်ကမလေးဆိုဘယ်တိတော်မလို့အဲ့တော့အကြထုတ်အောင်မဟောသူ့ကိုတော်ထဲမှာရှိတဲ့ရေကန်တကန်ကိုရေခိုက်လို့ရေခိုက်တော့လည်းလွယ်လွယ်လွတ်လို့မရဘူးဟောဘူးအကြီးကိုအပေါက်သေးသေးလေးဖောက်ပြီးလွတ်လိုက်ပါဟောမနဲ့လင်းကြတဲ့ရေခတ်တော့ဘူးပေါက်ကလေးကကျင်းတော့ကြတော့ရေကညက်နေမှပြေးညက်နေမှသူကပြန်လာဟောသူလည်းပြန်လာတော့မောင်းတော့ရကျုပ်ကလည်းတရားလို့အားထုတ်တော့သူလည်းကျုပ်တယ်ပြောစရာစကားမရှိတော့ဘူးအဲ့တော့မာတုကာမနဲ့ကျုပ်တယ်လည်းစကားပြောစရာမလိုတော့ဘူးဒါမှပဲကျောင်းသင်္ကန်းမှာမာတုကာမနဲ့ကျင့်တဲ့ရဟန်းကတစ်တယ်မှာကဲအဲ့တော့မထူးတော့ဘူးဒီလိုအကြံထုတ်ပြီးတော့မာတုကာမလေးကိုရေခတ်လို့ဟဲ့မာတုကာမလေးလာအောင်ဟဲ့ကျောင်းသင်္ကန်းမှာဆေးဖို့ကြောဖို့တောက်ဖို့ တဘောပါလေဗျာ ဘာမှမသိတယ်မပြောနဲ့စားဖို့တောက်ဖို့ဆေးဖို့ကြောဖို့တောက်ဖို့နော်ရေတော့ခါကြီးရော့ဟိုးပြနဲ့မြင်းနေတယ်အစိမ်းကန်းလေးမြင်းနေမဟုတ်လား ကလေးပဲကြီးပြီပါဗျာ အေးသူကမင်းပိုးတွေကြားတယ်မရှိပဲတော့ ဒီမှာဗျာအဲ့စီးပေးကောင်းတယ်ဗျာ ဟာဘယ်နဲ့တော့ဟိုးမှာမိကိုတန်းလေးမြင်းနေမဟုတ်လားမိကိုတန်းလေးမြင်းနေမဟုတ်လားအေးအဲ့ဒီမိကိုတန်းလေးကအရက်ချက်တယ်နေအိမ် တော့ဗျာဘာလို့ပြောလဲ ဝါသနာကဲဟဲ့ပူးထဲမှာရေပြည့်အောင်ခတ်ခဲ့မနဲ့လင်းကြတဲ့ကရေခတ်လွတ်လိုက်ပဲဘေးသားကြီးရေခတ်တာသွားပြီတော့ဟဲ့ ပြီးတာဆိုတော့မာတုကမဆိုတော့ဖဖရည်သိနဲ့ကြောင်းမမနေရဘူးတဲ့ပြီးတာတော့သူမလားတော့သူဆိုရင်ကတော့မှာဆိုဖဖရည်သိရဲ့ခိုင်းတဲ့တိုင်းပြီးတော့မှာပေါ့တော့သူဆိုလာတဲ့ကိုဘဘနာနာရီနဲ့တမလဲအနေပါတီကိုလည်းတမလဲမြို့ကြီးသူမဲတော့လို့ပြတတ်တယ်မြို့ကြီးသူမဲတော့ဒီခိုင်းဒီပါတီဆိုတာရိုးရိုးလာတာကရေခါတော့မရောက်ပြီ ရောက်တဲ့တော့ရှေးခက် အိုးဘာလို့နဲ့လှမ်းလိုက်တာအခုနေတော့ထုတ်ပါဘောလား ဟုတ်ပါလေရောက်ပါ ကြည်စမ်းမတော်ကြီးတယ်မှာတော့ကစားထွက်တဲ့အချိန်မှာဟာဟိုရှိက
အောင်သိအောင်တော့သူ့ကိုမေးကြည့်ပါပဲဟိုင်တူလေစကားပြန်ပြောတတ်တယ်တော့ဟိုင်တူလေစကားပြောတတ်တယ်ဘုမလည်းရောဟိုင်တူလေညီရလေးနာမည်ဘတူလေအဲ့လိုပဲမတော်တယ်ညီရလေးနာမည်ဘတူလေအဲ့လိုပဲမတော်တယ်မတော်စိန်နဲ့မတော်တယ်မတော်စိန်တယောက်ဘာလို့များလုံနေပါလဲညာလေးမချီရတဲ့သူကိုရှိလားကွယ်အတူကြီးတော့မနေတော့ပါလေမင်းပါရင်ကိုရဘလို့ရောညာလေးမချီရတဲ့သူကိုရှိလားကွယ်အတူကြီးတော့မနေတော့မင်းပါရင်ကိုရဒီလိုဆိုညာလေးကိုကွယ်ကိုသိချစ်တယ်ဟာတော့ဒီကဘာပဲတော်တော်များနေဟာတော်ဒီစကားတွေနေပါဒီလိုဆိုညာလေးကိုကွယ်ကိုသိချစ်တယ်ဟာတော့ဒီကဘာလဲဘုဒ္ဓတူတာတလားစကားလားဟာပါကိုတူကို ဟုတ်ပါဘာညာလေးရှင်ညာလေးအနီနာမဘသူများလဲဖေဟာ ဘယ်သူမှလည်းလောက်ပါမလို့တောက်ပါရဲ့လို့ မလုပ်နဲ့မရိုက်ပါနဲ့ တောက်ပါရဲ့ တောက်ပါရဲ့လောက်ပါညီမလေးရဲ့နာမည်ဘယ်သူတော့ ညီမတို့ရဲ့နာမည်ကတော့မတ်ပြီတော့ပါပေါက်တော့ရဲ့ ဖေးတာ မတ်ပြီတော့ပါ အိုးမပြီတာ မတ်ပြီတော့မလေးဒီဘဘရဲ့တည်းဒီကကမတ်ပြီတော့ ဘာဖြစ်တာတော့အဲ့ဒါက မတ်ပြီတော့ဝမ်းနေ ဟိုကနေတော့ငါတော့လန့်သွားတယ် မတ်ပြီတော့ဒီမပြီတယ်စိတ်ကြီးရရပါဘာမို့တော့ မပြီကဒီဦးလေးကိုဒီအပေါင်းသူကြီးနဲ့ရေခတ်တာ ဘယ်လိုမှမပြည့်တယ်လို့ပါမောင်တို့ ဘယ်ပြီမှာလဲမပြီတာအပေါက်ကကျင်းနေတာကို ပြရပါကိုအဲ့ဒီပြော ရှင်ဘုတ်ကကျင်းနေတာဒီမှာမပြီတာခဏလေးနဲ့ပြန်ကျင်းမို့လား ပြန်နေတာပေါ့မောင်တို့ ဒါဆိုရင်မပြီတာကိုမောင်တော့ချက်ပေးမယ် အစင်းနဲ့ပါပဲ အမလေးကဘယ်ချိန်ကတော့ညနေမလဲမသိပါရေဘူးကိုပြောတာ အစင်းနဲ့ပါပဲလို့ပြောတာ ဒါဆိုမပြီတာ ရှင် မောင်တော့ချက်မယ်နော် မောင်တို့ချဲ့တာနမမပြီအစင်းနဲ့မှာဖျား ဘယ်ကိုဘာလဲရတော့ ဟောဒီမှာဖျား ရေဘူးဒီပေးအော်ဒါလေးနဲ့ပြည်စမ်းပါဒါလေးသေးနဲ့ခက်လို့ဘယ်ပြစ်မှာလဲ အဲ့လိုပြီးမပြီလားအဲ့ဒါရေဝန်းနေပြီ မပြီတာကျင်းတော့မောင်တော့ချက်ပေးမယ် ဆက်ပြီးပါမောင်တို့ရေ မပြီတာ ရှင် မပြီတာဒါကြိုက်လား ကြိုက်တယ်ပြီးတယ် ဟောဒါဆိုရင်ရေရပြီးမှာ လည်းတော့ပြင်မှာတော့ ဒါကြိုက်လား အလုံးဘလုံးမပြင် ဒါကြိုက်လား အဲ့လက်ခလေးကပိုးဆိုး ကဲဒါဆိုရင်ဒီက လုံးလုံးပြင်မှာ မပြီတာစိတ်ကြိုက်တွေ့အောင်မောင်တော့ဟာကြီးနဲ့အတကောင်ချက်လိုက်ရင်လားလေဟဲ့ ကျေသွားပြီမပြီလားအပေါက်ကျေသွားပြီဒီနေ့ခေါင်းမှာဆိုဘဘရဲ့တဲ့မိုးဒီမှာဘဘဒီအားခပ်ပြန်လာခဲ့တယ်ကြီးခပ်မယ်ပြီးသွားပြီးတော့ကြောက်တော့အစမ်းညာပေါ်လိုက်မယ်အော်ဝေးပါရောလားဘဘရဲ့ရောက်ပြီ ကျန်လို့ရပါတယ် ဘဘရဲ့သေးပဲသွားမြောင်းဘဘရဲ့သေးသမီးတော်လေးပြန်လာပြီဖြာ ဟဲ့ ဖြာ ခါတိုင်းရေခတ်တော့တာဒီလောက်မမြန်ပါဘူးခုမှနေကင်းကြောင်2နာရီရှိတယ်ဘာလို့ပြန်လာ ဘဘရဲ့သေးလေးဒီနေ့မပြေတာရဲ့ဟိုကပြန်ကောင်းလို့မဆုံးလားမသိဘူးဘဘရဲ့သေးမပြေတာအမဒီကလက်ကောင်းပြမောင်လို့ကနေမတယ်ဖြာ ပြန်တဲ့ရေဘူးဟောနင့်ဟာကြီးဘယ်သူချက်ထောက်လို့ မောင်တော်ချက်ပြလိုက်တာဖြာ ဟောဒီရေဘူးကျဲလို့ မောင်တော်ကြောပဲပဲလားဖြာ ဒီရေဘူးကျဲလို့နေရေမြန်ပြည့်ပြီလို့ဒါဘိုက်တဲ့ကြောင်းတွေကအမြန်ပြန်လာတာဒါဘိုက်တဲ့အာနာကိုနေကလုံးစံတာပေါ့ ကောင်းတယ်ဖြာ ဘာစကားကိုလုံးစံတာပေါ့ ရေပြေဝအတိတ်ကလေးဖြာ ဟောငါကရေခတ်ခလိုက်တာဘူးကိုနေကအချက်ခံတယ်အချက်ခံရင်ဟိုဘက်လက်အချက်ခံရ
ရေခက်ဆင်းလာပါဗျာညနေခါလူကြီးပြတ်တဲ့ချိန်မလေးပြေတာပြေတာသူရဲ့ခက်တဲ့ချိန်နေမိတ်မိတ်နေမိတ်မိတ်မပြေတာရဲ့လေဘာသာစမနေတော့ရင်ချုပ်ခဲ့ချိန်ဘုန်းကြီးကရှင်မဝေးလို့နေဆက်ရှိကိုရချုံရောရောငယ်လို့မေ渐渐看白，是不是个帮你干路？眼看开不了，那哪来干比？为了有意，你就明白，也就不听言路。那哪来干比？为了有意，你就明白，也就不听言路。你们大都都，那我有那钱，为了有理，那老有个个理，一个人我就不能随便路边的，为了。Vida, vida, ni buru duce, jalan vida, vida, segala. Jangan terbawa, walau nasinya siapa boleh. Vida ini, ujung aku, saya dirimu. Vida ini boleh vida, naya kau kena vida. Vida ini boleh boleh. Nikah, lucu jadi cing. Meli bira bira, tui ada cing. Nimi nimi, mabira ele, kau tahu sama, nego itu kacing. Punya go, siapa wilu, dia sesigo ya jom, yo yo melo me. Thank you.